အခွင့်အရေးရသွားပြီဒီဘက်ကို3ယောက်ကိုအရင်မေးမယ်ဒါပေမဲ့3ယောက်ရဲ့အဖြေကဖြစ်နိုင်ခြေရှိတယ်ဆိုရင်ကပတိန်သူ့အတူယူဖြေလိမ့်မယ်ဒါမှမဟုတ်သူ့အတူအစ်စ်လည်းဖြေလို့ရတယ်အဲ့တော့နောက်ဆုံးအဆုံးဖြတ်ကပတိန်ဒီဘက်3ယောက်အရင်မေးကြည့်မယ်နော်ဘာစဉ်းစားရလဲ connection ကြားတဲ့အချိန် အေးဟုတ်တယ်နော် အမေခိုင်းတဲ့အချိန် ဟုတ်လားအမေဘာလို့ ဟုတ်လေတရားအိမ်လောက်ခိုင်းတယ် game ဆိုတန်းနဲ့ तू ကလာခိုင်းတယ်အေးဟုတ်တာပဲ ဟိုကို့အဖွဲရလို့နှုတ်တဲ့အချိန်ကြာစိတ်ဟိုဗာလေမိုဘိုင်းလေးချမ်းနေပါလို့ဆိုလို့ရှိရင်လေအဲ့လိုမျိုးအဖွဲသားနှုတ်တယ်ဆိုရင်စိတ်တို့အိုင်လုံးရလို့အေးဟုတ်ပြီ okay အဲ့3ယောက်က3မျိုးထွက်တယ်ကပတိန်စားပြီ3ယောက်က3မျိုးထွက်တာဖြစ်တဲ့အတွက် तू ကအဖြေအစ်စ်ကိုဖြေလို့ရတယ် तू 3ယောက်ထဲမှာဖြစ်နိုင်ခြေရှိတဲ့ဟာကိုလည်းယူဖြေလို့ရတယ်ဟုတ်ပြီနော်စဉ်းစားပါတစ်ပွဲလုံးကိုသားပြုပြီးမေးပါပြီဖုန်းနဲ့ game ခေါ်တဲ့အခါမှာဘယ်ဟာကဒေါသဖြစ်စေလဲ connection ကြားတဲ့အချိန်တိုင်းကြားတဲ့အချိန် line ကြတယ် connection ကြတယ်ဆိုတဲ့ဟာပါတယ်ဆိုရင်အဲ့ဒီကအမှတ်ကိုယူရမယ်အဖြေငါဘာတန်းငါလက်တက်တယ်အဖြေကโอเคအဲ့တုံကြပါဦးမယ်တမီးရေโอเค4ရဲ့5ရဲ့6ရဲ့8ရဲ့လွတ်နေတယ်ဗျာဒီဘက်ကတော့အမှတ်ရသွားပြီ59မှတ်နဲ့နော်ချန်ပီယံတွေကိုစိန်ခေါ်သွားပြီဟုတ်ပြီနော်โอเคကဲဒါဆိုရင်လွတ်နေတဲ့အဖြေလေးပြိတ္တကြီးဖြေပြပါဦးအလုတ်ခိုင်းတဲ့အချိန်အေးအလုတ်ခိုင်းတာနှောက်ရှက်ဖြစ်တယ်နော်ပြီးတော့ပါရှိတဲ့ game ဖုန်းနဲ့ game ဆော့နေတယ်ဘယ်သူကဒေါသဖြစ်စေလဲတဲ့ဘေးကုံသွားတာအေးမေ့နေတာဘေးကုံသွားရင်လည်းဗျာနောက်တစ်ခုအေးရှုံးသွားတာရှိမယ်အေးအသက်ဝယ်ပေးမယ်โอเคနံပါတ်4ပြိတ္တပါဖြေလဲဘေးကုံသွားရင်နံပါတ်5ပြိတ္တပါဖြေလဲအလုတ်လာခိုင်းရင်ဟုတ်ပြီနံပါတ်6နောက်ဆက်တယ်တချို့ကလာစရနော်နံပါတ်8ဖုန်းဂိမ်းကမဲနေပါပြီဆိုမှလာစကား